အမျိုးသမီးကညတကောင်ရံအချိန်မှာအိမ်သာသွားခြင်းစိတ်နဲ့အိပ်ရာကနေနိုးလာပါတယ်သူမတကားဖွင့်ဖို့ပြင်လိုက်ပေမဲ့သူမရဲ့ကြောင်လေးကရုတ်တရက်ပြေးလာပြီးသူမရဲ့ခြေအိတ်ကိုသွားနဲ့ကိုက်ဆွဲထားတာရှေ့ဆက်သွားခွင့်လုံးဝမပေးပါဘူးဘာလို့ရမှန်းမသိဖြစ်သွားတဲ့အမျိုးသမီးလည်းစိတ်ပြက်လက်ပြက်နဲ့အိပ်ရာပေါ်ပြန်လဲအိပ်လိုက်ရပါတယ်မနက်မိုးလင်းတဲ့အခါညကဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးမိလေအခြေအနေကပိုပြီးထူးဆန်းနေတယ်လို့သူမခံစားရလေပါပဲပုံမှန်ဆိုရင်သူမရဲ့ကြောင်လေးကအေးအေးဆေးဆေးနေတတ်ပြီးအိပ်နေတာကများပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ညကတော့ကြောင်လေးကသူမရဲ့အိတ်ခမ်းတကားရှိမှာအချိန်ပြည့်နေခဲ့ပြီးအရန်ကိုပုံမှန်မဟုတ်တဲ့အပြုအမူတွေလုပ်နေခဲ့တာပါသူမကခင်မုန်းဖြစ်သူစီချက်ချင်းဖုန်းဆက်ပြီးအိမ်ကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးပေးဖို့ပြောလိုက်ပါတယ်ကင်မရာမှတ်တမ်းတွေကိုကြည့်ပြီးသွားတဲ့အခါအမျိုးသမီးကရုတ်တရက်ကြောက်လန့်တကြားအေးဆက်သွားပါတော့တယ်ဒီလူကဘသူများလဲညတညလုံးအမျိုးသားတယောက်ကသူမရဲ့တကားရှိမှာရက်နေခဲ့ပြီး9နာရီလောက်ကြာအောင်အထဲကိုစိုက်ကြည့်နေခဲ့တာပါမနက်9နာရီထိုးမှသာလာတာဆောင်ဘက်ကိုရှောက်သွားပြီးမျက်လှည့်ပြလိုက်တယ်လို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်အမျိုးသမီးကရောက်ခမတွေစီချက်ချင်းစားပို့လိုက်ပြီးညကသူမရဲ့အခန်းဘက်ကိုများလာခဲ့ကြသေးလားလို့မေးလိုက်ပါတယ်သူတို့ကမနက်အထိနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေခဲ့ပြီးတစ်ချိန်မှတော့မထားခဲ့ပါဘူးလို့ပြန်ဖြေကြပါတယ်ရောက်မှဖြစ်သူကလည်းသူမစီစာပြန်ပို့ပါတယ်ညတကောင်လောက်အိမ်ပြန်ရောက်တဲ့အချိန်မှာအမျိုးသမီးရဲ့တကားရှိမှာအမျိုးသားတယောက်ရက်နေတာကိုသူမတကယ်ပဲမြင်ခဲ့တယ်လို့ရှင်းပြပါတယ်ဒါပေမဲ့သူမကအကိုဖြစ်သူအလုတ်ကနေစောစောပြန်ရောက်လာတယ်လို့ပဲထင်ခဲ့တာပါဒီစာကိုဖတ်လိုက်ရတဲ့အခါအမျိုးသမီးရဲ့ကြောရိုးတလျှောက်ချက်တီးတွေထသွားပါတော့တယ်သူမကရဲတွေကိုချက်ချင်းဖုန်းဆက်ပြီးအခြေအနေတွေကိုရှင်းပြလိုက်ပါတယ်အိမ်ထဲကဘာပစ္စည်းမှပျောက်ဆုံးမသွားတဲ့အတွက်ဒီမျိုးသားကရိုးရိုးတခိုးတယောက်နဲ့မတူဘူးလို့သူမကတေချာပြောပြလိုက်ပါတယ်တိတ်မကြခင်မှာပဲရဲတွေရောက်လာပြီးအိမ်ကိုတေချာစစ်ဆေးကြပါတယ်လာတာဆောင်ကနေတယောက်တွေတက်ထားတဲ့ခြေရာတွေကလွဲရင်ထူးခြားတာဘာတစ်ခုမှမတွေ့ခဲ့ပါဘူးရဲတွေကလာတာဆောင်မှာအကာအကွယ်ပိုက်ကွန်အမြန်တက်ဆင်ဖို့နဲ့ညတိုင်းတကားတွေပြတင်းပေါက်တွေကိုတေချာတော့ခတ်ထားဖို့အကြံပေးသွားပါတယ်မတင်ကားစရာတစ်ခုခုတွေ့တာနဲ့သူတို့ကိုချက်ချင်းဆက်သွယ်ဖို့လည်းမှာသွားပါတယ်ရဲတွေပြန်သွားတဲ့အခါအမျိုးသမီးကလာတာဆောင်မှာလုံခြုံရေးပိုက်ကွန်ကိုချက်ချင်းတက်ဆင်ခိုင်းလိုက်ပါတယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကအရန်ကိုစိုးရိမ်နေစေဖြစ်ပြီးအိမ်ကလူကြီးတွေနဲ့အတူတဲခုခန်းမှာခစ်တာသွားနေဖို့အကြံပေးပါတယ်ဒါပေမဲ့အမျိုးသမီးကစုံစမ်းပြီးပါပြီဒီအချိန်ကခီးသွားရသည်ဖြစ်နေတဲ့အတွက်အနီးနားကတဲခုခန်းတွေအားလုံးကလူပြည့်နေပါတယ်ခင်မုန်းဖြစ်သူပိုပြီးစိတ်မပူစေဖို့အတွက်တကားတွေပြတင်းပေါက်တွေကိုတေချာတော့ခတ်ပြီးသတိထားနေပါမယ်လို့ကတိပေးကသူ့ကိုစိတ်အေးအောင်ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲရောက်ခမရီစီဆေးရုံကနေဖုန်းတကောရုတ်တရက်ဝင်လာပါတယ်ရောက်မှဖြစ်သူရင်တိုင်းမှုဖြစ်ပြီးဆေးရုံတင်ထားရလို့ပါဒါကြောင့်သူတို့ကရောက်မှဖြစ်သူကိုပြုစုဖို့ဆေးရုံကိုတွားရပါတော့မယ်အမျိုးသမီးကလိုက်သွားခြင်းပေမဲ့ရောက်ခမဖြစ်သူကအိမ်မှာတန်ဖိုးကြီးပစ္စည်းတွေစောင့်ကြည့်ပေးမဲ့သူမရှိမှဆိုလို့အိမ်ဆောင်ပေးဖို့တောင်းဆိုပါတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်အမျိုးသမီးကတကားတွေနဲ့ပြတင်းပေါက်တွေအားလုံးကိုတေချာစစ်ဆေးပြီးစိတ်အေးအေးနဲ့အိပ်ရဝင်လိုက်ပါတယ်ဒါပေမဲ့ညတကောင်မှာသူမရဲ့ကြောင်လေးကအိတ်ခမ်းတကားရှိကိုပြန်ရောက်လာပြီးမရက်မနာအော်နေတဲ့အတွက်သူမလန့်နိုးသွားပါတော့တယ်အမျိုးသမီးကချက်ချင်းပဲအထိတ်တလန့်ဖြစ်သွားပါတယ်ကြောင်လေးကတကားဘက်ကိုမျက်နှာမူပြီးမရက်မနာမန်ဖီနေတာကိုမြင်တော့ကြောက်မက်ွယ်ကောင်းတဲ့အတွေ့တစ်ခုသူမကောင်းနဲ့ဝင်လာပါတယ်လူစိမ့်တယောက်အိမ်ထဲကိုများဝင်လာပြီးလားဆိုပြီးတော့ပါသူမကကြောက်လန့်တကြားနဲ့ခင်မုန်းဖြစ်သူစီချက်ချင်းဖုန်းဆက်ပြီးအိမ်ထဲမှာလူရှိမရှိကင်မရာတွေကိုစစ်ဆေးပေးဖို့တောင်းဆိုလိုက်ပါတယ်စစ်ဆေးပြီးတဲ့နောက်ခင်မုန်းဖြစ်သူကကင်မရာမှတ်တမ်းတွေမှာဘသူရဲ့အရေးအယောင်မှမတွေ့ရဘူးလို့ပြန်ဖြေပါတယ်တကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာကိုသိရဖို့အမျိုးသမီးကတက်တိမွေးပြီးတကားကိုဖွင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တကားရှိကိုရောက်ချင်းမှာပဲကြောင်လေးရဲ့အပြုတ်မှုတွေကရုတ်တရက်အရန်ကိုကြမ်းတက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲသူမကနောက်ကိုလှည့်ကြည့်လိုက်ပါတော့တယ်